အပိုင်းဆက်တမှာတော့ USUE စီကိုပန်းသီးတစ်လုံးလိမ့်လာတာကြောင့်ကြည့်လိုက်တော့အတော်ကြီးတယောက်ကပန်းသီးတွေကျသွားလို့ကောက်နေတာမြင်တော့ USUE ကဒီမှာပါတစ်လုံးလို့ပြောလိုက်တဲ့အချိန်အိတ်ပေါက်သွားပါတယ်အဲကြောင့် USUE လည်းအိမ်ကိုကူတယ်ပေးလို့အတော်ကြီးကတော့ကျေးဇူးတွေတင်နေပြီးသူ့သမီးကအပျော်ပါးတွေမရှိပဲရီးစားလည်းမထားကစာမှာပဲစိတ်ရှိတယ်ပြောနေပါတယ် USUE ကိုတော့စိတ်ထားကောင်းတာပဲပြောလိုက်လို့စွန်သွားပါတယ်အဲနောက်အခုတလောသူ့သမီးကပုံစံနည်းနည်းပြောင်းလာတာမင်းလိုလူတွေနဲ့တွေ့နေလို့ထင်တယ်ပြောနေတာကြောင့် USUE ကပွင့်လင်းတယ်တော့ပြောလိုက်ကအတော်ကြီးကတော့လူတိုင်းပြောကြတယ်လို့ပြန်ပြောလိုက်ပါတယ်အဲနောက်အိမ်ကမီဆာအိမ်ဖြစ်နေတာကြောင့် USUE လည်းထင်တော့ထင်တယ်ဆိုကတွေးနေပါတယ်အဲနောက် USUE ကတိုင်းပေါ်မှာလည်းမီဆာနာမည်နဲ့အရက်တိုင်းထားတာတွေကိုမြင်လိုက်ကမီဆာအမေကတော့ကျန်းပေါက်ကခြေဝင်သွားပါတယ်အဲနောက် USUE ကိုရုံပုံပန်းသီးလေးတွေလုပ်ပြီးကျွေးကကျန်းတွေဖာပေးထားတာကြောင့်ကျေးဇူးတင်နေကြပြီးအဲ့အချိန်မီဆာကရောက်လာကကျန်းတွေဖာထားတာကြောင့်အံ့ဩသွားပါတယ်အဲနောက်ဝင်ကြည့်လာတော့ USUE ကိုတွေးလိုက်ရကမီဆာအမေကပန်းသီးတွေကူကောက်ပေးတာဖြစ်ကြောင်းရှင်းပြလိုက်ရပါတယ်အဲနောက် USUE ကိုဘာကွက်တွေရွေ့နေတာလဲဆိုကအိမ်ကဆွဲခေါ်သွားတာကိုဆာကူရာနဲ့ရှီဇူတို့ကတွေ့ကလိုက်မယ်လို့တော့ပျောက်သွားပါတယ်အဲနောက် USUE ကပန်းသီးကောက်ကကြံဖန်နေတယ်ထင်နေတာလားမေးတော့မီဆာကနင်းအဲ့လိုမလုပ်တာသိတယ်ပြောပြီးသူ့အမေကိုကူပေးလို့ကျေးဇူးတင်လိုက်ပါတယ်အဲနောက် USUE ကမီဆာကအိမ်မှာရုံပုံစံပန်းသီးတွေစားတဲ့အကြောင်းကလေးတုန်းကမီဆာကလည်းချစ်ဖို့ကောင်းမယ်ဆိုကပြောနေပြီးနောက်ထပ်လှုပ်ဝက်ချက်တွေကိုပါသိကျင်သေးတယ်ပြောနေလို့အိမ်ထက်မလာနဲ့ဆိုပြီးမီဆာပြောလိုက်ရပါတယ်အဲနော်ကကြောင်းသွားတဲ့လမ်းမှာရှီဇူတို့ကမီဆာနဲ့ USUE တွဲနေတယ်ထင်နေတာကြောင့်အကြောင်းဆုံးရှင်းပြလိုက်ရပါတယ်ထမင်းစားချိန်မှာတော့ဆာကူရာက USUE ကတထေးသားထင်တယ်ပြောကအကြောင်းစင်းချိန်မှာလည်းအစင်းမြင့်ရေကူးကန်တို့စားတောက်ဆိုင်တို့ကိုတွားလောက်တယ်ပြောက USUE အကြောင်းကိုမသိချင်ဘူးလားမေးတော့မီဆာကမသိချင်ဘူးပြောနေကြကအပေါ်မှာတော့ USUE ကရှိနေပါတယ်အဲနောက်အလုံးမှာတော့မီဆာက USUE မိဘအကြောင်းတွေတွေးနေတဲ့အချိန်ရှီဇူတို့စီကဖုံးလာက USUE ကိုချောင်းနေတာဖြစ်တဲ့အကြောင်းပြောပြီးရောက်နေတဲ့နေရာကိုပြောတော့မီဆာလုံနေတဲ့ကပိဖြစ်တာကြောင့်လန့်သွားကအပြင်ကိုချောင်းကြည့်လိုက်တော့ USUE နဲ့အတူငါကြောင်၃កောင်ပါရောက်နေကြကအဲ့အချိန်ဂျာရီကမီဆာနေမကောင်းဘူးထင်တာကြောင့်နားလိုက်ဆိုကပြောလိုက်ပါတယ်ငါကြောင်၃កောင်ကတော့မုံတွေအများကြီးမှာကမီဆာကိုကြွားမယ်လုံနေကြတဲ့အချိန်မီဆာအလုံနားတယ်ပြောတာကြောင့်စိတ်ညစ်သွားကြပါတယ်အဲနောက်ဆာကူရာတို့ချောင်းနေတဲ့နေရာကိုမီဆာဘာလာက USUE ထွက်လာလို့ပုံနေလိုက်ကြပါတယ်အဲနောက် USUE ကနာမည်ကြီးရေကူအတင်းဆိုတဲ့ဟာကိုဝင်သွားတာတွေ့တော့မီဆာတို့လည်းဝင်သွားက USUE ရေကူးတာတွေ့လို့မီဆာရှက်နေပါတယ်အဲအချိန် USUE ပျောက်သွားလို့လိုက်ကြည့်တော့အစင်းမြင့်အထည်ချုပ်ဆိုင်ဖြစ်တာကြောင့်ဝင်သွားတော့အင်ဂျီတွေကဈေးတွေအရန်များနေလို့မီဆာလန့်သွားက USUE မတွေ့ဘူးပြောနေကြတဲ့အချိန် VIP ဆိုတဲ့အခန်းကထွက်လာလို့ပုံနေလိုက်ရပါတယ်အဲနောက်ထပ်ပြီးအစင်းမြင့်စားတောက်ဆိုင်ကိုဝင်သွားလို့လိုက်သွားကြည့်က USUE ကကောင်းမလေးတယောက်ကိုလှမ်းခေါ်နေတာမြင်လိုက်လို့မီဆာနည်းနည်းတုံလို့သွားပေမဲ့တကယ်တော့ USUE ကစပွဲထိုးကိုခေါ်လိုက်တာဖြစ်ပါတယ်အဲနောက်မီဆာလည်း USUE အကြောင်းကိုမသိချင်တော့ဘူးပြောတာကြောင့်ရှီဇူတို့ကလည်းမလိုက်တော့ဘူးပြောတဲ့အချိန် USUE ကပြေးပြီးထွက်သွားလို့လိုက်ကြည့်ကြတော့တို့ကိုတွေးလိုက်ရပါတယ်အဲနောက်ရုပ်ဖြတ်ထားတာတွေဖြစ်လိုက်ကြကပြန်သွားကြတဲ့အချိန်မီဆာက USUE ကိုကြောင်ကုတ်တာခံလိုက်ရတာမြင်လိုက်လို့ရေလိုက်ပါတယ်အဲနောက်မီဆာက USUE ကကျင်နာတက်တာပဲပြောလို့ USUE ကမီဆာတို့လိုက်ကြည့်နေတာတိနေလို့လုံနေတာလည်းဖြစ်လောက်တယ်ပြောလို့မီဆာကအစားတွေကတိနေတာလားပြောတော့ USUE ကမီဆာသူ့အကြောင်းစိတ်ဝင်စားတာဒီတစ်ခါပဲရှိသေးတယ်ပြောလို့မီဆာလည်းအဲ့လိုမဟုတ်ဘူးပြောလိုက်ပါတယ်အဲနောက် USUE ကတိချင်ရင်အကုန်ပြောပြမယ်ဆိုကသူ့လိပ်စာပေးလိုက်ပေမဲ့မီဆာကလွင်းပစ်လိုက်က USUE အကြောင်းကိုနည်းနည်းတော့တိချင်သွားတယ်ပြောပြီးအခုတော့မတိချင်တော့ဘူးပြောလိုက်လို့ USUE ကသူ့အကြောင်းကပါပဲတနေနေသူ့ကိုချစ်တယ်လို့ပြောလိုက်တာမလားမေးတော့မီဆာကပြန်တော့လို့ပြောလိုက်က USUE ကအိမ်မှာလိုက်ချင်လိုက်လို့ရတယ်လို့ပြောလိုက်ပါသေးတယ်အဲနောက်ညရောက်တော့မီဆာလည်းလွင့်ပစ်လိုက်တဲ့စာရွက်ထဲက USUE လိပ်စာကိုကြည့်နေက USUE ကလည်းကြောင်လေးနဲ့တိုက်ခန်းမှာနေပြီးအပိုင်းဆက်တလဲပြီးသွားပါတော့တယ်ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်